Hello မင်္ဂလာပါဒီနေ့ကတော့ကျွန်မအရန်ကြက်ရအခု2025မှာကျွန်မအရန်ကြက်ရပေါ့နော်အိတ်ကလေးတခုကျွန်မအိတ် crazy မဟုတ်တော့အိတ် crazy မဟုတ်ဘူးမဲ့လေအရန်ကြက်ရအဲ့ဒါကိုကျွန်မ TikTok မှာပေါ့ TikTok မှာတွေ့လိုက်တာပေါ့ဒါလေးကျွန်မမှားလိုက်တာသူကကျတော့မူရင်းစည်းရကျတော့80လား90လားမသိဘူးအဲ့ဒါကိုသူကနိုင်ချင်းလားဒီလောက်နဲ့ပဲအစည်းချထားလို့မှာပေါ့နော်ဝဲလိုက်တယ်ဒီစည်းချအိတ်တော့မဟုတ်ဘူးဒီအရန်ချူတယ်ဟိုရန်ကြိုက်တဲ့အိတ်တွေရတယ်ထောင်နဲ့ကြော်ဆိုတော့ကိုမဝင်နိုင်ဆိုတော့ဒါလေး Oh my god ကျမလေးဒါပထမအဆုံးမြင်ရမှာပါမလားမလဲပုံပြားနဲ့ကွတီလာမသိနော်ကြည့်လိုက်အောင်Oh,ဒါလေးပါဒါလေးပါသူ့ရဲ့တော့ချိတ်ကလေး Oh, so cute ဒီမှာကြည့်အောင်ကျမ coffee color လေး coffee chocolate လား coffee လားဒီအရောင်နဲ့အရန်ကြိုက် crazy ဖြစ်နေရပါတော့ဆက်မလာလိုက်အောင်ခဏဒီဥစ္စာလေးဖြုတ်လိုက်ဦးမယ်နေဦးကဲဒါဆိုရင်ရပါပြီဒီမှာကြည့်အောင်TV ထဲမှာကြုံရတယ်လို့မျိုးပဲသူ့ရဲ့အသားကော်တယ်သူ့ရဲ့လေသားကတော်တော်လေးကောင်းတယ်အစ်စ်မဟုတ်ပါမဲ့သူ့ရဲ့ color ကိုတစ်ချက် show မယ် Oh my god သူကအကုန်လုံး brown color လည်းမဟုတ်နည်းနည်းလေးတော့ဟိုတကယ်လေသားအစ်စ်ပုံစံမျိုးရောက်လာတယ်ဒီမှာကြုံလေသားတော့လေသားပဲပေါ့နော်မပြောတော့မသိဘူးသူက crazy မဟုတ်တဲ့ခါကျဒါပေမဲ့ဒီဥစ္စာလေးမြင်လိုက်ရအရင် crazy ဖြစ်အရင်ကြိုက်ရတာလေဒီမှာကြည့် Oh my goodness အဲ့ဒါမျိုးလဲပေါ့နော်ကိုယ့်ရဲ့ဒီလက်ကြိုင်းဒီနေရာထဲမှာရောက်တဲ့အိတ်ဆိုအရင်ကြိုက်ရဖို့တော့ဆိုလို့ရှိရင်ကလေး diaper တွေပါထည့်ဆံလူတော့တဲ့ခါကျတော့လေဒါမျိုးအိတ်ကလေးအထက်ဥစားလေးကိုဖွင့်ကြည့်ပေးမယ်ပြီးလို့ရှင်ဒီဒါမျိုးစစ်အထဲမှာစစ်ပါတဲ့ဥစားကျွန်မကြိုက်ရကျွန်မအိတ်တစ်ခုသုံးပြီဆိုလို့ရှင်အဲ့ဒီအိတ်တစ်ခုလေးအကြာကြီးသုံးတက်တယ်တလားခဏမလဲတက်လို့ဆိုတော့ကြောင်း Oh my goodness look at that အကြီးပဲဒီထက်အိတ်ဆိုလို့ရှင်လေအဒီကကျွန်မဒီအိတ်လေးကိုကြည့်ရအိတ်တစ်ခုဝယ်လိုက်ပြီဆိုလို့ရှင်အဒီကကျဒီမှာအရင်ချင်တဲ့ဒီထဲမှာပါတစ်ခုပိုင်ကောင်းမှာတက်တယ်လေးပေါ့နော်သူကပစ္စည်းအများကြီးပါမယ်တလားပစ္စည်းအများကြီးဆက်လို့ရမယ်ကိုပြောတာတယ်ဒီမှာရီဘူးတို့အရန်ကောင်းတယ်သူကအရှီကကြတော့ဒီလောက်ထိရှိရဲ့ဆိုတော့ရီတို့ဘာလို့ထည့်ရဲဆိုလို့ရှင်လည်းအဆင်ပြေမယ်တော်တော်လေး summit ထဲမှာပါတယ်အနွေးထဲနည်းနည်းအသားပါတဲ့ဥစ္စာလေးတွေထည့်လို့ရှင်လည်းအဆင်ပြေမယ်တော်တော်လေးအဆင်ပြေကြည့်လိုက်လို့ရှင်အိတ်သေးလေးပုံစံမျိုးနဲ့အထဲမှာအကြီးပဲပြီးလို့ရှိရင်သူ့ရဲ့ zip ကိုဒီမှာရွှေရောင်ကလေးနဲ့လာတော့လေအယောင်မူဆန်သွားတယ်ကြည့်အောင်အဲ့ဒီမှာတလို့ရ Oh my god ဒါမျိုးကလေးကျွန်မမသိခဲ့ဘူးကြည့်အောင် Oh my goodness ကျွန်မဒါလေးချိန်ဒါပေမဲ့လေကျွန်မဒါမျိုးကြီးကြသွားမှာတော့စိုးရင်လည်းတလားတခုပဲရှိလို့ရှင်ကောင်းမှာဟုတ်ခုဆိုတော့လေဒါပဲဖြစ်ပေါ့နော်တခါမှမရှိဘူးဒါမျိုးပဲဂျင်ပေါင်းတွေနဲ့လဲလိုက်အကုန်လုံးနဲ့လိုက်တယ်သူ့ရဲ့ခါတော့လဲဆိုအကုန်လုံးခါနဲ့အရင် perfect ပဲဒါလေးဆိုရှင်လည်းအထဲမှာကြီးပဲတော့ Oh my god အစွမ်းတုံပီစီအထဲမှာသူ့ရဲ့အိတ်ကအကြီးပဲဆန်ပြားကလေးတွေတို့ကြားလုံးကလေးတွေထည့်လို့ရတယ်ဒါပေမဲ့ဒီတစ်ခုပဲကျွန်မနည်းနည်းလေး problem ဖြစ်သွားတာဒီနေရာလေးမှာတစ်ခုပဲဒါမျိုးလေးတစ်ခုပဲဆိုလို့ရှိရင်အဆင်ပြေမှာကျွန်မတို့တော့ဒါမျိုးမဟုတ်ဆိုလို့ရှိရင်ကျွန်မသမီးလေးနဲ့ကျွန်မအပြင်ထွက်လို့ရှိရင်သူ့လည်းဒါမျိုးလေးချလို့ကြာမှာဒီချလို့ရအရင်ကလည်း so cute ဒါလေးကိုကျွန်တော်တို့တူတက်ရအောင်နော်သူရဲ့တော့ချိတ်ကလေးအရင် cute ထက်အခုတော့2025ဒါလေး trend ဖြစ်နေတယ်နော်ကျွန်မဖနက်ဝယ်တဲ့ဥစ္စာမှလည်းဒါလေးရှိရတယ်လို့ so
ဆိုတော့ဒါလေးကိုအရင်တက်ကြမယ်သူတို့တက်တာတင်လာတော့ဒီမှာမှအောင်ပြီကဲ let's see oh my goodness ဒီနေ့ကလေးကိုဒါလည်းနဲ့အကြောင်းသွားကြမယ်သူအဲ့ပုံစံကြတော့ဒီလိုမျိုးလွင်မှာပဲကျွန်မတို့အဆင်ပြေမယ် cross ပုံစံနဲ့လွင်မှာပဲကျွန်မတို့အဆင်ပြေမယ် whatever ခဏနော် oh my god ဒီမှာကြည့် oh my god လာတယ်တော်တော်လေးလာတယ်မိုက်တယ် online ကနေသူတို့အခုဈေးလျှော့နေတော့နော်ဈေးလျှော့နေတော့မှာဝယ်ကြတော့90လား80ကျော်လားမသိဘူးကျွန်မမမှားလို့ဆိုလို့ရှိရင်သူရဲ့မူရင်းဈေးအပေါ်မှာကြိတ်တဲ့ချိန်ကကြာပြီဒါပေမဲ့ဈေးကနည်းနည်းလေးမြင့်နေတဲ့အခါကျတော့ကောင်းမို့ပေါ့နော်ခိုးကြတော့20အောက်လား25အောက်လား20အောက်လားအဲ့လောက်လည်းရှိရနော်ဒီမှာနောက်ထပ်8လာအောင်မယ်အဲ့ဒါဆိုအဲ့ဒါကြတော့ဈေးယုံသွားတာတို့ပန်းချံသွားတာတို့အထဲမှာဆောင်းထည့်ချင်တဲ့ဥစ္စာထည့်လို့ရတဲ့ဥစ္စာ8လာမယ်အဲ့ဒါကိုအရင်နှစ်တုန်းကကျွန်မဝယ်မလို့လုပ်တဲ့အချိန်မှာ100ကျော်တယ်119လား139လားအဲ့လောက်ကျော်တယ်သူတို့ဈေးပြန်ချော်တဲ့အချိန်မှာတော့90ကျော်တယ်လုံးဝမဝယ်နိုင်ခဲ့ဘူးနော်မဝယ်နိုင်ခဲ့အခုကျတော့1999နဲ့လာအောင်အဲ့ဒါတော့မှ1999နဲ့လာမယ် buy one get one free နဲ့မဟုတ် buy one get one free မဟုတ် buy two ဝယ်လို့ရှိရင်30လောက်ပဲကြာမယ်အဲ့လိုမျိုးပေါ့နော်8ကို15အဲ့လောက်ကြာတဲ့8လောက်မယ်အဲ့ဒီချိန်ကြာလို့ရှိရင်ကျွန်မပြန်ပြရမယ်နော် oh my god ကြည့်အောင်ကျွန်မအရန်ကြိုက်တော့သူ့တစ်စိတ်ကဘာလဲညာလဲတော့မသိဘူးကျွန်မတစ်စိတ်ကြိုက်တဲ့ဥစ္စာအရန်ဈေးမြင့်လို့ထောင်ချီတွေဖြစ်နေလို့မဝင်တော့ဒီဥစ္စာလေးနဲ့ဂျင်းနဲ့နေအောင်မယ်ဂျင်းနဲ့လိုက်အောင်မယ်ကိုလူရတဲ့ကြည့်အောင်သူခါတော့မိုက်တယ်ဟာမိုက်တယ်တော်တော်လေးမိုက်တယ်ဒီမှာချင်း chocolate color oh my goodness Prizel ကျွန်မအရန်ကြိုက်ရဲ့ oh my god Prizel လေး wow ပြောတတ်တော့ဒီမှာပမင်တန်လဲ oh my god အရန်စုံတာပဲဒါလေးဆိုလို့ရှင်သမီးလေးတွေတွေ့လို့ရှင်ဒီဥစ္စာလေးတော့သူတို့ယူသွားလိုက်မယ်ထင်တယ်ဒီမှာတော့ချိတ်ကလေးပါပါတယ်နော်နှလုံးသားတကားတော့ပေါ့နော် whatever oh my god ဒီမှာဒါလေးဆိုလို့ရှင်အရန်မိုက်ရအရန်ပေါ်ရပေါ့နော်ဟို sport shirt ကလေး t-shirt ကလေးတို့ဂျင်းဘောင်းကြီးလေးတို့လည်းအရန်လိုက်ဖမှုရှင်ပါ okay ဒါလေးကိုလည်း TikTok မှာတွေ့လိုက်တယ်ဖွင့်လို့ရှင်လွယ်လေးနဲ့ဖွင့်နေတဲ့ဒါလေးကဲ TikTok ပေါင်းရခြင်းရဲ့အကျိုးကျေးဇူးပေါ့နော်ဈေးချိုလေးနဲ့ရသွားတယ်သူရဲ့ quality ကတော့ share ပဲ100မှ100ပေးတယ်သူရဲ့ quality ကတော့သူရဲ့အသားကတော့ပြပြော့ကလေးနဲ့သွားတချို့အသားတွေပြပြော့လဲဆိုလို့ရှင်ပစ္စည်းမထည့်လို့ဆိုလို့ရှင်လည်းအဲ့လိုမျိုးကိုပြောနေတာအဖွားကြီးအရင်ပြတွန့်တယ်လို့တွန့်တာပေါ့နော်ဒီဥစ္စာမဟုတ်အထဲမှာဘာပစ္စည်းမှမထည့်ထားကြည့်အောင်ပစ္စည်းတော်တော်လေးဆက်မှာကျွန်မပစ္စည်းထည့်တဲ့ချိန်ကြာလို့ရှင်ကြာပါမယ်နော် oh my god ကျွန်မဘယ်လိုသွားရင်ကောင်းမလဲကျွန်မလည်းအရန်သစ္စာရှိရဲ့ကျွန်မအိတ်အမဲရောင်နဲ့တအိတ်ရှိရဲ့အဲ့ဒီဥစ္စာပဲကျွန်မပေးသွားအထဲမှာပစ္စည်းစုံထည့်ထားတာပေါ့နော်အခုဒါလေးနဲ့ပြန်ပြောင်းရတော့မယ်ကျွန်မကြိုက်တယ်တရားတွေ့လားသူ့ရဲ့ဟိုစာ color ကလေ brown color နဲ့ကျွန်မဘာလေးမသိဘူးရိုးထားတာတော်တော်လေးလှတယ်လို့သူရဲ့အရှိပဲပုံစံဆိုလို့ရှိရင်အရန်လိုက်ဖက်မှုရှိရကွာမင်းကလေးဟိုလူပြောမလဲအသက်ငယ်လေးတွေနဲ့လည်းလိုက်ဖက်မှုရှိရအဲ့ဒါထက်မင်းကလေးအသက်ကြီးမှမာနကြီးခက်ချီကောင်းမှလည်းပူလိုက်တယ်လို့ကွာခံစားမိရကွာအဲ့လိုမျိုး type ချက်မှာပါတယ်ပေါ့နော်ဆိုတော့ဒီမှာကိုရမာနကြီးရအဖို့လေမာနကြီးအဖို့ပေါ့လာပါလိမ့်ရှင်